မင်္ဂလာပါရှင်တနာသိသိကျင့်စဉ်ကိုဒီနေ့12ရက်4လ26ရက်မှာ2ကြိမ်13ရက်4လ26မှာတစ်ကြိမ်စုစုပေါင်း3ကြိမ်ပြုလုပ်ရပါမယ်ရှင်လိုအပ်တဲ့ပစ္စည်းကတော့ရေတော်3ခွက်တောက်တော်ရည်အချိုရည်ရေနွေးချံဝေးပြန်တဲ့အញ្ញနန်းရှိတဲ့ပန်းဖြူစပယ်ပန်းငွေ1000တန်9000နဲ့1000တန်တရွက်ပဲလိုအပ်ပါတယ်ရှင်ကိုယ့်ရဲ့နာမည်အတူကောက်ကလေးကိုရေးပါရှင်ရေတော်တစ်ခွက်ကတော့သစ္စာရေးတောက်ရပါမယ်ရှင်တစ်ခွက်ကတော့မိမိတို့ရဲ့လုပ်ငန်းကိုင်ငန်းတွေကိုပတ်ဖြန်းရပါမယ်ရှင်အလင်းတိုင်ကတော့3တိုင်အမွှေးနှစ်သားတိုင်ကတော့3တိုင်ပါရှင်စတင်ရွက်ဖက်ပူဇော်ပါမယ်ရှင်ဗုဒ္ဓမေတ္တရဏအဉ္ဇနတိဗုဒ္ဓံတရဏကိသမိဓမ္မောမေတ္တရဏအဉ္ဇနတိဓမ္မံတရဏကိသမိသံဃောမေတ္တရဏအဉ္ဇနတိသံဃံတရဏကိသမိအစ္စတကေပါဏုဗေဒံဗုဒ္ဓတရဏကိသမိအစ္စတကေပါဏုဗေဒံဓမ္မံတရဏကိသမိအစ္စတကေပါဏုဗေဒံသံဃံတရဏကိသမိဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃံပူဇေမိသံဃံသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဗုဒ္ဓဂုဏ်တော်အနန္တောဓမ္မဂုဏ်တော်အနန္တောသံဃာဂုဏ်တော်အနန္တောဘာတာပိတုဂုဏ်တော်အနန္တောအာစီယဂုဏ်တော်အနန္တောအနန္တောနန္တော၅ပါးကိုဝနေဝနာမိရှိခိုးပါ၏ရှင်ဘုရားဓမ္မခင်မုအိနာဝိဇကိုရဲ့မြတ်စွာကရောပါ၏ရှင်ဘုရားရောမတော်မမမတ္တအေးအားဆောင်းလျှောက်ပေးတဲ့ကိုရဲ့မြတ်စွာရောမတောက်ကြသမီးဘုရားတရားအာယုံပြုနိုင်အောင်မြတ်ပူဇော်နိုင်ရန်အတွက်ကိုရဲ့မြတ်စွာမြေစစရရရောမဆောက်ရှောက်ပေးတဲ့အတွက်ရောမခင်မုကိုရဲ့မြတ်စွာကာယကံဝစီကံမနောကံနဲ့ပြမမိတိများကိုဝတ်ချတောင်းမှန်ကြတော့ပါရှင်ဖေယပိုင်စေနိုင်စေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စေဘဝအမောတွေပြည့်ကြပါစေရှင်နှစ်သက်မှာ